ဖေသမီးအင်းအကောင်အင်းကျဝိုင်းမလဲရသေးဘူးနော်ဒီကားထိုင်ကောင်ရှိလာတဲ့တစ်ချက်စုံစမ်းခဲ့ရော ဟာပြင်မာကလည်းနေရပူနေတယ်။သွားရမှာလည်းအဝေးပဲ။ဒီနေ့ကဘယ်နာမှရှိမလဲ။အော်ဆူဇူကီကောဆန်နာရှိရပဲသူတို့ဆက်ကြည့်လိုက်မယ်။ဟယ်လို မင်္ဂလာပါရှင်စုကင်းညီမကောစင်တာမှာကြိုဆိုပါရစေ။ဗာများကုညီဆောင်ရွက်ပေးရမလဲရှင် အမကကားလေးစားပစ်တော့လုပ်ချင်လို့တည်လာညီမအမဒီစားပစ်လုပ်နေကြအယောင်ပြခံလေးတော့ရှိတယ်ဒါပေမဲ့အယောင်ပြခံလေးကနည်းနည်းဝေးနေတော့လေအမနေထိုင်ရမြို့နယ်နဲ့ဟိုအနီးဆက်ဆုံးဘယ်မြို့နယ်မှာများဟိုအယောင်ပြခံလေးရှိမလဲလို့လေအော်အမဟိုစားထောက်ကြံ့ညီမလေး ။ဟုတ်ကဲ့မရှင်မနဲ့အနီးဆက်ဆုံးဆိုရင်တော့ဒီမော်ဘီမျိုးနေရာလေးကိုရန်ရွှေမော်တာဆိုတဲ့အယောင်ပြခံလေးတော့ရှိရရှင်။သူကကြတော့အမှတ်125လေးရန်ကုန်ပြည်လမ်းရှမ်းစုရက်ကွက်မော်ဘီမျိုးနယ်မှာရှိရရှင် ဟုတ်ကဲ့ညီမလေးဟုတ်အော်ဆိုဒါဆိုနီးနီးလေးပေါ့အမနဲ့ဟုတ်ပြီညီမလေးကျေးဇူးပဲအော်ဒါနဲ့လေညီမဟိုကလေညီမတို့အယောင်ပြခံနေမှာလေကားထိုင်ကုန်အစွတ်ကောရှိလာရင် ။ဟုတ်ကဲ့ပါမရှိပါတယ်ရှင် ဟုတ်ပါပြီဟုတ်ကျေးဇူးပါနော်ညီမလေးဟုတ်ကဲ့ပါ ။ယခုလိုဖုန်းလေးဆက်သွယ်စုံစမ်းမိတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။တာတော်နေ့ဖြစ်ပါစေနော်။ ဟုတ်ကဲ့ပါညီမလေးဟုတ်ကျေးဇူးတင်ပါတယ်ညီမလေးတော်သေးရပေါ့လူကိုယ်တိုင်ပြင်သွားကြရမလို့ပဲနဲ့ဆူဇူကီကောဆန်နာမှာတိချင်တာတွေစုံစမ်းလို့ရတော့တော်တော်လေးတော့အဆင်ပြေတယ်အယောင်ပြရရင်လည်းအိမ်ထဲနီးနီးနားမှာပဲရှိရဆိုညနေခင်းကျမှပဲအေးဆေးသွားပါတော့မယ်